Baroness and Baron and Tucken, may you always be Baron. ကျမတို့ဒီနေရာမှာဆိုလို့ရှိရင် toast လုပ်တဲ့ toast etiquette ကိုမြင်ရမှာဖြစ်ပါတယ်ကျမတို့တောက်စရာ drinks တစ်ခုခုနဲ့တယောက်ယောက်ကိုစုမုံကောင်းတောင်းစကားပြောပေးခြင်းနဲ့တယောက်ယောက်ကိုနှုတ်ခွန်းဆက်စကားပြောပေးခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ဒါ toast လုပ်လို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာရှိတဲ့ courtesy တစ်ခုကတော့ toast လုပ်ပြီးစုမုံကောင်းတောင်းစကားပြောပေးခြင်းခံရတဲ့သူကတော့ဒီ drinks ကိုမတောက်ရပါဘူးသူတခြားသူတွေကတော့ဒီလူကိုစုမုံကောင်းတောင်းစကားအတူတကွဆုတောင်းပြီးနေတခြားသူတွေကတော့ဒီ drinks ကိုတောက်လို့ရပါတယ်ဒီနေရာလေးမှာကျမတို့ toast etiquette လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာမင်းသမီးအနေနဲ့မှားလို့မိရတော့ glass ကို silverware နဲ့ခောက်တာမျိုးပေါ့နော်ဒါမျိုးကလည်းတချို့နိုင်ငံတွေမှာလုပ်လို့ရှိပါတယ်ဒါပေမဲ့ဒီလိုမျိုးအားရမ်းပါပြီးခွက်တွေကွဲသွားလောက်အောင်ထီတော့မလုပ်သင့်ဘူးပေါ့